Раз, два, три, четыре, пять, шесть, семь, восемь, девять, 10. ရုရှားနိုင်ငံကိုခီးသွားလို့ပဲဖြစ်ဖြစ်ခီးသွားတဲ့အချိန်မှာဈေးဝယ်တဲ့အခါပဲဖြစ်ဖြစ်မရှိမဖြစ်တည်ထားတဲ့နဲ့နော်တစ်ကနေ30အထိရေတွက်နည်းတွေကိုအခုပဲသိလိုက်ကြရအောင်နော်တစ်ကိုရုရှားလို့ဆိုရင်အာဂျင်နှစ်ဆိုရင်တပသုံးဆိုရင်3လေးဆိုရင်ရှိတီရီနော်ငါးဆိုရင်ပြိုက်6ဆိုရင် chased ခုံဆိုရင် sim ရှစ်ဆိုရင် восемь ကိုးဆိုရင် девять 10ဆိုရင် 10အခုဆိုရင်တော့တစ်ကနေ30အထိရေတက်သွားပြီဈေးဝယ်တဲ့နေရာမှာလည်းဒီကဏ္ဍတွေကအသုံးဝင်ပါတယ်ဒီထက်ပိုမိုတဲ့ road to Russian တာတော့ကဗရာစီယိုเนาะသင်ခန်းစာအခြေတွေကိုကျွန်တော်ရဲ့ channel မှာ beginner course elementary course เนาะ0 level ကနေပြီးတော့အခမဲ့ကိုယ်တိုင်လေ့လာသင်ယူနိုင်ပါတယ် Thank you all for watching this here video.